မင်းပျော်ပျော်လေးလဲနေလိုက်ပါဦးဟိုကပျော်ပျော်ရွှင်ရွှင်နေတတ်ပါလေဟိုရီမန်းချက်တွေကြီးပြီးတော့ဘာဖြစ်မှပြောမယ်ညာဖြစ်မှပြောမယ်ဆိုရင်တော့မင်းပဲပြောရတော့မလဲအခုရောက်တဲ့အဆင့်မှာပြောပါအများနဲ့ပေါင်းသင်းဆက်ဆံလို့ချစ်ခင်ပါကြည်နူးပါကော်ဖီလေးတစ်ခွက်တောက်ရရင်ကော်ဖီလေးတစ်ခွက်တောက်ရတာကိုနှစ်သက်ပါကော်ဖီလေးတစ်ခွက်တောက်နေကနေပြီးတော့ရေခဲမုံဆိုရင်ကောင်းပါဆိုရင်တော့မင်းဆင်းရဲသွားပြီနောက်ရေခဲမုံစားရပါလိမ့်မယ်သင်ကြိုးစားဟိုရေခဲမုံလေးစားကောင်းလိုက်တာကြည်နူးပါကျဉ်တ်အဲ့ဒါဘာလို့ဆိုတော့ရောင်ရဲခြင်းမိမိကိုယ်ကိုနှစ်သိမ့်ခြင်းနောက်တစ်ချက်ကယောနိသောမနတိကာရအသင့်တဲ့မှန်ကန်စွာနှလုံးသွင်းနိုင်ခြင်းအဲ့ဒီလူတွေချမ်းသာတယ်ယောနိသောမနတိကာရအသင့်တဲ့နှလုံးမသွင်းနိုင်ရင်မင်းဘာရမချမ်းသာဘူးမကျေနပ်ဘူးမယောင်ရဲဘူးမတင်းတိမ်ဘူးဒါဖြင့်ယောင်ရဲရင်တင်းတိမ်ချမ်းသာလားအဲ့လိုဆိုတော့ဘာမှမလုပ်တော့ပါဘူးဗျာဒီတိုင်းမနေတော့အဲ့ဒါလည်းမချမ်းသာဘူးအဲ့ဒါညံ့သွားလိမ့်အဲ့လိုလူမျိုးတွေကမတိုးတက်တော့အဲ့လိုလူမျိုးတွေကမိသားစုတစ်ခုကိုခေါင်းဆောင်ရရင်အဲ့ဒီမိသားစုဒုက္ခရောက်အဲ့လိုမိသားစုခေါင်းဆောင်နေများရင်အဲ့ဒီတိုင်းပြည်ဒုက္ခရောက်မှာပဲကြောင့်မလို့ရောင်ရဲတယ်ဆိုတာကအသင့်တဲ့နှလုံးသွင်းပြီးဖြစ်တဲ့ဘဝပြောပါဆက်ပြီးတိုးတက်အောင်လဲကြိုးစားပါ